စီချီဟာယူသွတ်သွားတယ်လို့မျိုးထိုင်ရာကနေတခုံပြီးမတန်လင်းလက်ထဲကအစီရင်ခံစာကိုလူယူကအစိတ်စိတ်အမွားမွားဆွတ်ဖျက်ပစ်လိုက်ပါတယ်ဒါတွေကအတုတွေအကုန်လုံးကအလိမ်ညာတွေလင်းဝံချိုးရှင်ကကုမ္ပဏီကိုလိုချင်လို့အစီရင်ခံစာအတုတွေလုပ်ပြီးကျမကိုမောင်းထုတ်ဖို့ကြံနေတာမလားလို့အော်ဟစ်ငိုယိုပါတယ်အဲ့ဒီအချိန်မှာမတန်လင်းကစားပွဲကိုအရှိန်နဲ့ရိုက်လိုက်ပြီးကျိုးကွေလန်းလွန်ခဲ့တဲ့အနှစ်ဆက်ကမင်းကသမီးကိုစင်ရသားရက်ွက်ထဲမှာပစ်ထားခဲ့ပြီးမင်းရဲ့သမီးရင်းကိုငါသမီးအဖြစ်လဲလှယ်ခဲ့တာကိုငါကုန်တိသွားပြီးငါသမီးရင်းတောင်းစားတဲ့ဘဝနဲ့ဒုက္ခရောက်နေချိန်မှာမင်းသမီးကတော့ချောင်းမိသားစုရဲ့အမွေခံအဖြစ်နဲ့စီးစိမ်တွေခံစားနေခဲ့တာမင်းတို့တကယ်ပဲရက်ဆက်လုံးနဲ့လို့ဒေါသတကြီးနဲ့ဖွင့်ချလိုက်ပါတယ်စီချီကမတန်လင်းရဲ့ခြေထောက်ကိုဖတ်ပြီးမေမေသမီးကမေမေသမီးရင်းပါသမီးဒီအိမ်မှာပဲကြီးပြင်းလာတာလေလို့လိန်ညာဖို့စူးစမ်းနေအောင်မှာပဲခမ်းမတန်ခါပွင့်သွားပြီးအဖိုးဖြစ်သူဟာဆရာဝန်တွေရဲ့တွဲပို့မှုနဲ့ဝင်လာပါတယ်အဖိုးဖြစ်သူဟာစီချီနဲ့ကျိုးကွေလန်တို့ကိုရွှေရှာဆက်ဆုပ်စွာကြည့်ပြီးမင်းတို့လိုအောက်တန်းစားတွေဟာချောင်းမိသားစုအတွက်ကင်ဆာကျိတ်တွေရဲ့မင်းတို့လုပ်ခဲ့တဲ့အောက်တန်းစားအပြုတ်မှုတွေကိုငါကုန်ကြားခဲ့ပြီးတွေးသားချင်းလဲလှယ်တာမျိုးထိလုပ်ရတဲ့မင်းတို့လိုလူသက်သမားတွေကိုငါဘယ်တော့မှခွင့်မလွတ်ဘူးလို့ဟိန်းဟောက်လိုက်ပါတယ်ကျိုးကွေလန်ဟာအခြေအနေမဟန်တော့မှန်းသိလိုက်တဲ့အခါအဖိုးဖြစ်သူရဲ့ခြေရင်းမှာဒူးထောက်ပြီးအဖိုးကျမမားသွားပါပြီကျမတခဏတာစိတ်မားသွားလို့ပါကျမတို့အပေါ်ကယူနာတက်ပါဦးလို့တောင်းပန်ရှာပါတယ်အမှန်တရားတွေတစ်ခုပြီးတစ်ခုပေါ်ထွက်လာပြီးနောက်အစည်းအဝေးကမ်းမထဲမှာဒုတိယကတော့ကျိုးကွေလန်နဲ့ချောင်းစီချီတို့ရဲ့ငွေရိုတောင်းပန်တန်တွေကစူညံနေပါတယ်ကျိုးကွေလန်ဟာအဖိုးဖြစ်သူရဲ့ခြေရင်းမှာဒူးထောက်ပြီးအဖိုးစီချီကဘာမှမသိပါဘူးသူကအပြစ်မရှိရဲ့ကလေးပါသူကကိုချောင်းမိသားစုရဲ့သွေးသားလိုပဲအမြဲထင်ခဲ့ရပါသူ့ကိုတော့တစ်ချက်လောက်ခွင့်လွှတ်ပေးပါဦးလို့ရှိုက်ကြီးတင်ရင်တောင်းပန်နေပါတယ်စီချီဟာလည်းအဖိုးဖြစ်သူရဲ့ခြေထောက်ကိုဖက်တွယ်ထားပြီးအဖိုးသမီးမသွားပါပြီသမီးကိုအဖိုးကိုယ်တိုင်ငယ်ငယ်လေးကလေးကကြည့်ပြီးကြီးပြင်းလာစေခဲ့တာလေအဲ့ဒီအစီရင်ခံစာတစ်ခုကြောင့်နဲ့သမီးကိုအိမ်ကနေမနှင်ထုတ်ပါနဲ့လို့အရှက်မရှိပဲငွေရိုတောင်းပန်နေပါတယ်ဒါပေမဲ့အဖိုးဖြစ်သူရဲ့မျက်လုံးထဲမှာတော့ဂယုဏရိပ်ရောင်ဆိုးစင်းမြမရှိပါဘူးအဖိုးဖြစ်သူကစီချီကိုယွင်ရှာစွာကြည့်ပြီးစီချီမင်းရဲ့မျိုးရိုးကဘာလဲဆိုတာမင်းမသိခဲ့ဘူးဖြစ်နိုင်တယ်ဒါပေမဲ့မင်းမအမားနဲ့အမှန်ကိုခွဲခြားနိုင်တဲ့အသိစိတ်မရှိဘူးလားလွန်ခဲ့တဲ့ရက်တွေမှာမင်းညံအံကိုဘလို့နှိပ်စက်ခဲ့လဲဝန်ချိုးကိုရောဘလို့အကြက်ကင်ခဲ့လဲမင်းရဲ့အမေရင်းနဲ့ပေါင်းပြီးအာနာကိုဘလို့လုပ်ခဲ့လဲဆိုတာအကုန်လုံးကမြင်နေရတာပဲလို့ဒေါသတကြီးဟိန်းဟောက်လိုက်ပါတယ်မင်းရဲ့သွေးထဲမှာမင်းမေလိုရဲ့အတက်ကြီးပြီးလောဘစောတက်တဲ့သွေးတွေစီးဆင်းနေတာပဲဒီကိစ္စတွေမှာမင်းကလုံးဝအပြစ်မရှိတာမဟုတ်ဘူးလို့ပြောကရဲတပ်ဖွဲ့ကိုခေါ်ဖို့အမိန့်ပေးလိုက်ပါတယ်ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးကျိုးကွေလန်နဲ့စီချီကိုအများပိုင်ပစ္စည်းအလွဲသုံးစားမှုစားရက်စာတန်းအတူပြုလုပ်မှုတွေနဲ့ဖမ်းဆီးလိုက်ပါတယ်စီချီကမတန်လင်းကိုကြည့်ပြီးလင်းဝံချိုးရှင်သမီးကိုဒီလိုမလုပ်နိုင်ဘူးသမီးရှင်ကိုအမေလို့ခေါ်လာတာအနှစ်ဆက်ရှိပြီလေရှင်ဘဝရဲ့အကောင်းဆုံးအနှစ်ဆက်ကိုသမီးပေးခဲ့တာလေလို့အော်ဟစ်လိုက်ပါတယ်မတန်လင်းကတော့မျက်ရည်တွေကြားကနေအေးဆက်ဆက်ပြုံးလိုက်ပြီးစီချီမင်းရဲ့အနှစ်ဆက်ကသူတပားစီကခိုးယူထားတဲ့အချိန်တွေပဲညံအရဲ့အနှစ်ဆက်ကတော့မင်းတို့ကြောင့်ဖျက်ဆီးခံခဲ့ရတာအခုအားအောင်ကသူ့နေရာသူပြန်ရောက်သွားပြီးလို့ပြက်သားပြောလိုက်ပါတယ်စီချီနဲ့ကျိုးကွေလန်တို့ဟာရဲတပ်ဖွဲ့ရဲ့လက်ထိတ်ခတ်ခြင်းကိုခံရပြီးအချုပ်ခန်းထဲကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်ပြဿနာတွေအေးချမ်းသွားပြီးနောက်မတန်လင်းဟာညံရှိရာအခန်းထဲကိုရောက်လာပါတယ်ညံအန်ကပန်းတိအခွန်တော်နေရင်မတန်လင်းကိုမြင်တော့ကတော့ပြန်လာပြီလားလို့နှွေးထွေးစွာနှုတ်ဆက်ပါတယ်မတန်လင်းဟာညံအန်ကိုကြည့်ပြီးအပြစ်မကင်းတယ်လို့ခံစားရကမျက်ရည်တွေကျလာပါတယ်ညံအန်မင်းကတောင်းစားတဲ့သူလည်းမဟုတ်တယ်လို့တခြားသူရဲ့သမီးလည်းမဟုတ်ဘူးမင်းကငါရဲ့သမီးရင်ငါရဲ့သွေးသားရင်ချပါလို့ပြောပြီးညံအန်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ညံအန်ဟာအန်တသွားပြီးလက်ထက်ကပန်းတိလေးကျန်းပြင်ပေါ်လက်ကျသွားပါတော့တယ်သမီးကတယောက်တည်းကြံခဲ့တဲ့တောင်းစားတဲ့သူမဟုတ်တော့ဘူးပေါ့နော်လို့ညံအန်ကငိုပြီးမေးတဲ့အခါမတန်လင်းကဟုတ်တယ်သမီးမေနောက်တစ်ခါဘယ်တော့မှလက်လွတ်မှာမဟုတ်တော့ဘူးလို့ကတိပေးလိုက်ပါတယ်ရက်နှဲငယ်ကြပြီးနောက်ချောင်းမိသားစုရဲ့ဘိုးဘေးစင်စခန်းမကြီးမှာအခမ်းအနားတစ်ခုကျင်းပပါတယ်အဖိုးဖြစ်သူဟာချောင်းမိသားစုရဲ့မျိုးရိုးစာအုပ်ထဲမှာညံအန်ရဲ့နာမည်ကိုချောင်းညံအန်လို့တရားဝင်ရေးသွင်းလိုက်ပါတယ်ဒီနေ့ကစပြီးမင်းကချောင်းမိသားစုရဲ့တရားဝင်မြေးရင်းဖြစ်သွားပြီးပြီးခဲ့တဲ့အနှစ်ဆက်ကနစ်နာမှုတွေအတွက်ငါတို့မိသားစုကအစွမ်းကုန်ပြန်လည်ဖြည့်ဆည်းပေးမယ်လို့အဖိုးဖြစ်သူကကြေညာလိုက်ပါတယ်တစ်နှစ်အကြာမှာညံအန်ဟာရခင်ကပျက်စီးလို့နှီးပါဖြစ်နေတဲ့မီဒီယာကုမ္ပဏီတစ်ခုကိုတစ်နှစ်အတွင်းအမျက်ဆုံးရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါတယ်ရှယ်ယာရှင်တွေအားလုံးကလည်းသူ့ရဲ့အရေးချင်းကိုအတိအမှတ်ပြုပြီးလေးစားကြပါတယ်မတန်လင်းကတော့ကုမ္ပဏီစည်းဝေးကမ်းမထဲမှာတည်ငြိမ်စွာနဲ့အမိန့်ပေးနေတဲ့ညံအန်ကိုကြည့်ပြီးဂုဏ်ယူဝမ်းသာစွာနဲ့ပြုံးနေပါတော့တယ်မိုးဖွဲလေးတွေကြက်နေတဲ့နေ့တစ်နေ့မှာတော့မတန်လင်းနဲ့ညံအန်တို့ဟာချောင်းမိသားစုရဲ့ကွယ်လွန်သူအိမ်ထောင်ဦးစီးချောင်းစီရွံရဲ့ဂူပိမန်စီကိုရောက်ရှိလာကြပါတယ်မတန်လင်းကဂူဘော်ကတပ်ပုံလေးကိုပုတ်တက်ရင်စီရွံကြည်စမ်းပါဦးရှင်အမြဲတမ်းမျှော်လင့်နေခဲ့တဲ့ကျမတို့ရဲ့သမီးရင်းလေးကိုအိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီးသမီးလေးကအများကြီးဒုက္ခရောက်ခဲ့ရပေမဲ့အခုတော့အိမ်ပြန်ရောက်ပြီနော်လို့ဝမ်းနဲ့ဝမ်းသာစကားဆိုပါတယ်ညံအန်ကလည်းသူကိုယ်တိုင်လက်ရမြောက်စွာထွင်းထူထားတဲ့ဇီးပန်းခတ်တစ်သားပန်းပူလေးကိုဖခင်ဖြစ်သူရဲ့ကူရှိမှပူဇော်လိုက်ပါတယ်မတန်လင်းကအဲ့ဒီလက်ရကိုမြင်လိုက်ရတဲ့အခါအံ့တသွားပြီးသမီးဒါကသမီးထွင်းထားတာလားသမီးဖေကလည်းဇီးနှံတွေကိုအယမ်းမြတ်နိုးပြီးအမြဲတမ်းဒီလိုလက်ရမျိုးထွင်းထူလေးရှိတာမျိုးရိုးပြီးဆိုတာတကယ်ကိုအံ့တဖို့ကောင်းပါတယ်လို့ပြောပြီးမျက်ရည်ကျရပါတယ်ညံအန်ကလည်းနောင်ကိုမေမေကိုသမီးကအဖေကိုစားအကောင်းဆုံးစောင့်ရှောက်သွားမှာပါလို့ကတိပေးလိုက်ပါတယ်အချိန်တွေကုန်ဆုံးလာတဲ့အခါညံအန်ရဲ့အရေးချင်းတွေကပုံမတောက်ပလာပါတယ်ဒီနေ့မှာတော့ချောင်းမိသားစုကုမ္ပဏီရဲ့အစည်းအဝေးခန်းမှာလက်ထောက်ဖြစ်သူကဝမ်းသာအားရသတင်းလာပို့ပါတယ်မတန်လင်းရှယ်ယာရှင်တွေအားလုံးကတညီတညွတ်တဲ့သဘောတူလိုက်ကြပါပြီဒီနေ့ကစပြီးမစ္စချောင်းနဲ့အန်ဟာကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ CEO ဖြစ်တရားဝင်တာဝန်ယူမှာဖြစ်ပါတယ်လို့ကြေညာလိုက်ပါတယ်မတန်လင်းကသူ့ရဲ့ပစ္စည်းတွေကိုတင်စေရင်အခုတော့ငါလည်းအေးအေးဆေးဆေးအနားယူလို့ရပြီပေါ့လို့ပြောပြီးတမိဖြစ်သူကိုကုမ္ပဏီအာဏာအားလုံးလွှဲပြောင်းပေးလိုက်ပါတယ်စီးပွားရေးမှာအောင်မြင်သွားတဲ့ညံအတွက်မတန်လင်းကအိမ်ထောင်ဖက်ကောင်းလေးတစ်ယောက်ကိုလည်းရှာဖွေပေးခဲ့ပါတယ်အဲ့ဒီလူကတော့တက္ကသိုလ်တစ်ခုမှာတမိုင်းပါမောက်ခဖြစ်တာဝန်ထမ်းဆောင်နေတဲ့ရှောင်းချန်ပဲဖြစ်ပါတယ်ရှောင်းချန်ကရိုးသားပြီးစိတ်ထားနှူးညံ့တဲ့အပြင်ညံအပေါ်မှာလည်းအယမ်းကိုဂရုစိုက်တတ်သူပါညံကုမ္ပဏီမှာအလုပ်တွေရှုပ်ပြီးအချိန်ပိုဆင်းရတဲ့ခါတိုင်းရှောင်းချန်ကဟင်းရည်လေးတွေကိုယ်တိုင်ချက်ပြီးလာဖို့ပေးတတ်တယ်လို့ညံခီးသွားပြီးပြန်လာတဲ့ခါတိုင်းမှာလည်းလေစိတ်မှာနှွေးထွေးစွာစောင့်ကြိုနေတတ်သူပါသူတို့နှစ်ဦးရဲ့အခြေရေးကအေဂျန်ဘီကြည်နူးစရာကောင်းလာပါတယ်
နောက်ဆုံးမှာတော့ညံအန်နဲ့ရှောင်းချန်တို့ရဲ့ခမ်းနားထဲဝါတဲ့မင်္ဂလာပွဲကြီးကိုကျင်းပပါတယ်သူတို့သမီးဝတ်စုံနဲ့အရန်ကိုလှပနေတဲ့ညံအန်ကိုကြည့်ပြီးမတန်လင်းဟာပျော်ရွှင်လုံးလို့မျက်ရည်တွေကျက်နေပါတယ်လောင်ချန်ကမတန်လင်းကိုနှစ်သိမ့်ပေးရင်ဒီနေ့ကပျော်စရာနေ့ပဲလေကတော့ညံအန်လေးကအခုတော့တစ်သက်လုံးအားကိုးရမယ့်လူကောင်းလေးတစ်ယောက်ကိုတွေ့သွားပြီလို့ပြောပါတယ်ညံအန်နဲ့ရှောင်းချန်တို့မင်္ဂလာဆောင်ပြီးနောက်အချိန်တန်ကြာတဲ့အခါမှာတော့ချောင်းမိသားစုအတွက်နောက်ထပ်ဝမ်းသာစရာသတင်းကောင်းတစ်ခုရောက်ရှိလာပါတယ်အဲ့ဒါကတော့ညံအန်မှာကိုဝန်ရှိလာခြင်းပဲဖြစ်ပါတယ်မတန်လင်းဟာမြေဦးလေးကိုမျောလင့်ဆောင်စားရင်တနေ့လုံးကလေးသုံးဆောင်တွေကိုအသေးချာစီစစ်ပြင်ဆင်နေပါတယ်အင်ဂျီလေးတွေကိုရှော့ဖွတ်နေလမ်းပြီးအိတ်ထဲကိုတေချာထည့်နေတာကိုကြည့်ပြီးလက်ထောက်လောင်ချမ်းကတော့မြေလေးမွေးဖို့လိုပါသေးရဲ့အခုကလေးကပြင်ဆင်တာမစောဘူးလားလို့ပြုံးပြီးမေးလိုက်ပါတယ်မတန်လင်းကတော့ပြုံးရက်နဲ့မစောရဘူးလောင်ချမ်းရဲ့ငါသမီးညံအန်ကိုကိုဝန်ဆောင်တော့ကငါတေချာမဆောင်ရှောက်နိုင်ခဲ့ဘူးအခုမြေလေးအတွက်တော့အကောင်းဆုံးတွေပဲပြင်ဆင်ပေးခြင်းနဲ့လို့တန်ရောစင်ကြီးစွာပြောရှာပါတယ်ညံအန်ကအခန်းထဲကိုဘိုင်လေးကိုင်းပြီးလမ်းလျှောက်ဝင်လာရင်မေမေရဲ့ပစ္စည်းတွေကအခန်းပြည့်ပဲသမီးတောင်လမ်းလျှောက်เสียနေရမရှိတော့ဘူးဘာလို့ဒီလောက်တောင်လောနေရတာလဲလို့စနောက်လိုက်ပါတယ်မတန်လင်းကညံအန်ကိုကြည့်ပြီးသမီးကဘာတိလို့လဲမေမေမှာအခုကလေးကရင်တွေုံနေပြီးသမီးတို့သားမိကိုအကောင်းဆုံးတွေပဲပေးချင်တာပါလို့ပြန်ပြောတဲ့အခါညံအန်ဟာမိခင်ရဲ့မေတ္တာကိုခံစားရပြီးပြုံးမိသွားပါတယ်မကြခင်မှာပဲညံအန်ဘိုင်းနာလာပြီးဆေးရုံကိုအရေးပေါ်ပို့လိုက်ရပါတယ်ခွဲစိတ်ခန်းရှိမှာမတန်လင်းနဲ့ရှောင်းချန်တို့ဟာဟိုလျှောက်တီရှောင်းနဲ့စိုးရိမ်တကြီးစောင့်ဆိုင်နေကြပါတယ်ရှောင်းချန်ကတော့သူ့ဇနီးအတွက်စိတ်ပူလုံးလို့မျက်မှန်ကိုခဏခဏပြန်တင်နေရပါတယ်ခဏအကြာမှာတော့သူနာပြုလေးကကလေးလေးကိုပွေ့ချပြီးထွက်လာပါတယ်ဂုံယူပါတယ်ရှင်6ပေါင်8ကျက်သားရှိတဲ့သားလေးမွေးဖွားလိုက်ပါပြီမိခင်ရောကလေးပါကျန်းမာပါတယ်လို့သတင်းကောင်းပါလိုက်တဲ့အခါမတန်လင်းဟာဝမ်းသာလုံးလို့မျက်ရည်တွေကျလာပါတယ်ကလေးလေးရဲ့မျက်နှာကိုကြည့်ပြီးညံငယ်ငယ်တုန်းကနဲ့တပုံစံနဲ့ပဲလို့ပြောပြီးရင်ခွင်ထဲမှာပွေ့ပိုက်ထားလိုက်ပါတယ်9နှစ်ကြာပြီးနောက်ချောင်မီသားစုရဲ့တာယာလာပါတဲ့ဥယျာဉ်ကြီးထဲမှာကလေးငယ်တယောက်ရဲ့ရေမောတန်တွေကပြန့်လွင့်နေပါတယ်ညံအန်ရဲ့သားလေးဟာအရန်ကိုတက်ကြွပြီးလက်ပြလေးတွေကိုလိုက်ဖမ်းနေပါတယ်အဖွားကြည်စံလက်ပြလေးပြန်သွားပြီးလို့အော်ဟစ်ဆော့ကစားနေတဲ့မြေးလေးကိုကြည့်ပြီးမတန်လင်းကလက်ဖက်ရည်တောက်ရင်ပြုံးနေပါတယ်ညံအန်ကအတီးပန်းလေးကိုကင်ပြီးထွက်လာကမင်းဒါကိုအလိုမလိုက်ပါနဲ့ဦးသူ့ပုံစံကအရန်စော်တာပဲနောက်ဆိုအိမ်နောက်ကတစ်ပင်တွေပေါ်တက်နေဦးမယ်လို့ပြောတဲ့အခါမတန်လင်းကစော့ပါစေသမီးရဲ့ယောက်ျားလေးဆိုတာတော်တော်လက်ရှိတာကောင်းတာပေါ့သမီးငယ်ငယ်ကလည်းဒီလိုပဲမဟုတ်လားလို့ပြန်လဲစနောက်လိုက်ပါတယ်နေဝင်ရိုးဒီအချိန်မှာမိသားစုအားလုံးဥယျာဉ်ထဲမှာစုံစုံလင်လင်ရှိနေကြပါတယ်ညံအန်ကကောင်းကင်ကြီးကိုမောကြည့်ရင်မေအဖေရောအခုသမီးတို့ပြောနေတာကိုမြင်နေရမယ်ထင်လားလို့မေးလိုက်ပါတယ်မတန်လင်းကညံအန်ရဲ့လက်ကိုတင်းတင်းဆုပ်ကင်ပြီးမြင်ရမှာပေါ့သမီးရဲ့သမီးဖေကကောင်းကင်ဘုံကနေသမီးတို့ကိုကြည့်ပြီးပြုံးနေမှာတေချာပါတယ်လို့နှွေးထွေးစွာပြန်ပြောပါတယ်ဒုက္ခဆင်းရဲတွေလက်ဖျားမှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့ညံအန်ရဲ့ဘဝဟာအခုခါမှာတော့မိခင်ရဲ့မေတ္တာခင်ပွန်းရဲ့ဂရုစိုက်မှုနဲ့သားလေးရဲ့ရေမောတန်တွေကြားမှာအစ်စ်အမှန်ပျော်ရွှင်မှုတွေကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီ